မနက်ခင်းသွားတိုက်နေတော့ခေါင်းထဲကိုဆူဆူဝါဝါကလေးတန်ဆူဆူလေးဝင်လာပြန်တယ်။အမကြီးဘယ်မှာလဲငါလွမ်းနေပြီကလေးထိန်အတော်ကြီးဖြော်လာတဲ့နှုတ်ကအရန်ပူနေတယ်တောက်လို့မရဘူးအမကြီးမြန်လာပါတော့အမကြီးရောက်လာပြီပဲငါ့ကိုမလိုချင်တော့ဘူးထင်နေတာဒီအတော်ကြီးငါ့ကိုချီထားတဲ့ပုံစံကလုံးဝမမှန်ဘူးပြီးတော့သူ့လက်ကအသားမကြီးကငါကြောကိုလာပုတ်နေတာနားတယ်အဲ့ဒါကြောင့်ငိုနေတာဒီငိုတန်ကနေမကောင်းလို့ငိုတဲ့အကွဲတန်မျိုးမဟုတ်ဘူးစိတ်ကောက်ပြီးပလီနေတာဆိုတာကျမချက်ချင်းသိလိုက်တယ်ဝမ်မမစီကနေကလေးကိုဖြည်းဖြည်းချင်းလှမ်းယူလိုက်ပြီးရင်ခွင်ထဲထည့်သိပ်လိုက်တယ်ဝမ်မမကတမင်လောက်တာမဟုတ်ပါဘူးသူလဲတေချာဂယုစိုက်ပေးနေတာပါလို့ကလေးကိုစိတ်ထဲကနေချော့လိုက်ရတယ်သခင်လေးကကျမရင်ခွင်ထဲရောက်တာနဲ့ချက်ချင်းကိုငိမ်ကျသွားပြီးပြုံးတောင်ပြုံးနေသေးတယ်အဲ့ဒီအချိန်မှာပဲအိမ်တော်ထင်းကတဆင့်သခင်မကြီးကကျမကိုလာတွေးဖို့ခေါ်တယ်ကျန်းဝမ်ချမ်းမိသားစုနဲ့ဟေမိသားစုဘက်ကပြဿနာတွေကိုနင်သွားရှင်းပေးလိုက်တာငါကြားတယ်သူများမိသားစုတွေကိုကူညီပေးတာကငါတို့ရှင်မိသားစုအတွက်လည်းမျက်နှာပန်းလှစေတယ်သခင်ကြီးရဲ့အဆက်အသွယ်တွေကိုလည်းပို့ပြီးခိုင်မာစေတယ်နင့်အတွက်လည်းကောင်းတာပေါ့ဒါနဲ့ဒုတိယသခင်မကျိုးရန်ကနင့်ကိုဖုံးဆက်ပြီးအကူအညီတောင်းထားတယ်ဆိုသွားတွေးလိုက်ပါသူပါခိုင်းစကားနားထောင်လိုက်အများကြီးလိုက်တွေးမနေနဲ့ရှင်မိသားစုလိုအထက်တန်းလွာတွေရဲ့အတိုင်းဝိုင်းမှာအရာအလုံးကအကျိုးမြတ်နဲ့အဆက်အသွယ်ချိတ်ဆက်မှုတွေအပေါ်မှာပဲမူတည်နေတာကိုဒုတိယသခင်မရဲ့အခန်းစီရောက်သွားတော့သူကအရင်လိုမာနကြီးတဲ့ပုံစံမျိုးမရှိတော့ဘူးဆိုဖာပေါ်မှာနေရာပေးပြီးလက်ဖက်ရည်တောင်ကိုယ်တိုင်နဲ့တိုက်သေးတယ်ကျန်းဝမ်မကြခင်ကနင်တခြားသူထေးအိမ်တွေကကလေးပြဿနာတွေကိုလိုက်ရှင်းပေးနေတာငါကြားတယ်ငါအချစ်ဆုံးတငယ်ချင်းဖမ်းမိသားစုကသမီးလေးမှာပြဿနာနည်းနည်းရှိနေလို့ဖမ်းမိသားစုဆိုတာနိုင်ငံတော်ဝန်မှာထိတ်တန်းစည်းရုံးဝင်တဲ့ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကြီးကိုပိုင်ဆိုင်ထားတာသူတို့အိမ်ကိုရောက်သွားတော့ဖမ်းသခင်မကအိမ်နေရင်ဝတ်စုံရိုးရိုးလေးနဲ့သပင်ကိုလည်းဖြစ်တယ်လို့စီးထားတယ်မိတ်ကပ်မပါတဲ့မျက်နှာကပင်မနှွမ်းနေပေမဲ့ကြည့်ရတာမျက်စိအေးတယ်ကျန်းဝမ်ကျေးဇူးပြုပြီးကူညီပါဦးအစားကတော့စေပညာထောက်ထားမရှိတဲ့ဒီလိုကိစ္စမျိုးကိုငါလုံးဝမယုံခဲ့ဘူးဒါပေမဲ့အခုတော့ငါသမီးလေးအတွက်ဘာမဆိုစမ်းကြည့်ချင်နေပြီဖမ်းသခင်မရဲ့အတန်ကတုံရင်ပြီးအားကိုးတကြီးဖြစ်နေတယ်အခန်းထဲရောက်တော့9လအရွယ်သမီးလေးကိုတွေ့ရတယ်တခြားကလေးတွေနဲ့မတူပဲအရန်ကိုတိတ်ဆိတ်ငြိမ်သက်နေတယ်ငိုလဲမငိုဘူးစူပူတောင်းကျမ်းတာလည်းမရှိဘူးအရာအလုံးကိုဗလာကျင်းနေတဲ့မျက်လုံးတွေနဲ့ပဲကြည့်နေတယ်နောက်တစ်ယောက်လာပြန်ပြီးငါ့ကိုလာရဲအောင်လုပ်နေကြတာအလကားပဲငါမှမရဲချင်တာဒီကဘာကြီးကအရန်တိတ်ဆိတ်လွန်းတယ်အရင်တုန်းကဆိုငါပတ်ဝန်းကျင်မှာအမြဲတမ်းအတန်တွေရှိတယ်ဒုတ်ဆိုတဲ့နှလုံးခုန်တန်တွေသွေးကြောတဲ့သွေးတွေစီးဆင်းနေတဲ့နှွေးထွေးတဲ့အတန်တွေအခုတော့အဲ့ဒီအတန်တွေအကုန်ပျောက်သွားပြီးအရာအလုံးကစိမ့်သက်ပြီးကြောက်စရာကောင်းတယ်ဒီအတန်ကိုကြားတော့ကျမရင်ထဲစိုးနှင်သွားတယ်သူကအမိဝမ်းပိုက်ထဲကနှွေးထွေးတဲ့ပတ်ဝန်းကျင်ကိုလွမ်းဆွနေတာအပြင်လောကကိုရောက်လာတော့အဲ့ဒီအတန်တွေရုတ်တရက်ပျောက်သွားပြီးတိတ်ဆိတ်လွန်းတဲ့ပတ်ဝန်းကျင်ကြီးကသူ့အတွက်ကန္နာရရဲရောက်သွားသလိုကြောက်ရွံ့မှုတွေကိုဖြစ်စေတာသခင်မကလေးကဘာယောဂါမှမရှိပါဘူးသူကလုံခြုံမှုမရှိဘူးလို့ခံစားနေရလို့ပါသခင်မသူ့ကိုပွေ့ချီပြီးသခင်မရဲ့ဘဲဘက်ရင်အုံနားမှာသူ့နားလေးကိုကတ်ထားပေးလိုက်ပါသခင်မရဲ့နှလုံးခုန်တန်ကိုသူကြားပါစေအရင်ကဆိုကလေးကိုအမြဲပွေ့ချီထားပေမဲ့နောက်ပိုင်းလူကြီးတွေကအလိုလိုက်ရကြမယ်ဆိုပြီးကတင်ပေါ်ပဲချတိတ်ထားလို့ကလေးကဒီလိုဖြစ်သွားတာပါဖမ်းသခင်မကကျမပြောတဲ့အတိုင်းကလေးကိုတိုင်းဖက်ပြီးသူ့ရင်ခွင်ထဲအထားလိုက်တယ်အခန်းထဲမှာတိတ်ဆိတ်သွားတယ်နာရီဝက်လောက်အကြာမှာတော့ကလေးလေးရဲ့မျက်နှာပေါ်မှာအပြုံးလေးတစ်ခုဖြည်းဖြည်းချင်းပေါ်လာတယ်ဒုတ်ဟာဒီအတန်လေးငါကြားဘူးတဲ့အတန်လေးပဲမေဒီမှာရှိနေတာပဲငါမကြောက်တော့ဘူးနှွေးထွေးလိုက်တာကလေးလေးကပြုံးယုံတင်မကဘူးတခိနဲ့ပါရေးလာတယ်ဖမ်းသခင်မကဝမ်းသာလွန်းလို့ကျမကိုယွမ်တသိန်းတန်ကက်ကက်ချက်ချင်းထုတ်ပေးလိုက်တယ်ဒီကိစ္စပြီးတာနဲ့ဖမ်းသခင်မကသူ့အတိုင်းဝိုင်းထဲကတငယ်ချင်းတွေကိုကျမအကြောင်းအပူတပြင်းညှို့တော့တာပဲပထမဆုံးလေးမိသားစုစီရောက်သွားတယ်အသက်8လအရွယ်သားလေးကနိုးတောက်ပြီးနာရီဝက်နေရင်အကုန်ပြန်အန်ထုတ်နေတာပုံမှန်ရှန်ကြတာမျိုးမဟုတ်ပဲအကုန်လုံးကိုအန်ချပစ်တာဒီမျိုးသမီးကငါ့ကိုမတ်ကြီးချီပြီးအကြာကြီးပုတ်နေတာငါခေါင်းတွေတောင်မူးလာပြီပြီးတော့ပုတ်တဲ့နေရာကလည်းမှားနေတယ်ငါအစာအိမ်ကအပေါ်မှာလေးသူပုတ်နေတာကခါနာကြီးကိုအဲ့လိုပုတ်တော့ငါပိုက်ထဲကနို့တွေအကုန်ဆန်တက်လာပြီးအန်ကျင်လာပြီးအဖွားကလေးကိုလေကျင်တက်အောင်ပုတ်ပေးတာလက်တန်အရန်ပြေးနေတယ်ပြီးတော့ပုတ်တဲ့နေရာကလည်းမှားနေတယ်ခါကိုသွားပုတ်နေတော့ကလေးကဘိုက်အောင်ပြီးအန်နာပေါ့ကလေးကိုဒီလိုလေးပွေပြီးကြောကုန်းအပေါ်ပိုင်းလေးကိုခက်ဖွက်လေးပုတ်ပေးရမယ်ကျမပြတဲ့အတိုင်းလုပ်ကြည့်လိုက်တော့ကလေးကလေကျင်အေးဆေးတက်သွားပြီးလုံးဝထပ်မှန်တော့ဘူးအခုတပြင်းစိုးရိမ်နေတဲ့လင်းမိသားစုကလည်းကျေးဇူးတင်လွန်းလို့လက်ကောက်ဝက်ကကြောက်စိမ့်လက်ကောက်ကိုပါချွတ်ပေးမလို့လုပ်နေသေးတယ်ကျမကညှင်းလိုက်ပေမဲ့နောက်ဆုံးတော့အကောင့်ထဲကိုရွှင်ရှစ်တောင်းလွှဲပေးလိုက်တယ်နောက်တအိမ်ကကူမိသားစုသူတို့အိမ်ကတနှစ်အရွယ်သမီးလေးကရေချိုးရတာကိုတေမလောက်ကြောက်တာရေချိုးကန်းနဲ့ရောက်တာနဲ့အသားကုန်အောင်ငိုတော့တာပဲလူ3ယောက်လောက်ဝိုင်းချုပ်ပြီးချိုးပေးရတယ်ပူတယ်လို့အဖွားကြီးကရေပူနဲ့ချိုးမှတန့်နေဆိုပြီးဒီလောက်လောင်နေတဲ့ရေပူကြီးနဲ့လာလောင်းရလားငါအသားလေးတွေနုလေးကိုလောင်းကုန်ပြီးတော့ဒီရေပန်းကြီးကနေထွက်လာတဲ့ရေလုံးတွေကငါကိုယ်ပေါ်ကိုအနဲ့ထိုးသလိုပဲနားလိုက်တာရေချိုးစလုံးထဲမှာထိုင်ချိုးကျင်တဲ့ရေနွေးလေးနဲ့ဖြည်းဖြည်းချင်းလောင်းပေးပါဆိုအဖွားလို့သူကတော့ရေပူနဲ့ချိုးမှပိုးမွားသေးပြီးတန်ရှင်းနေဆိုတဲ့ခေဟောင်းယူဆကိုလက်ကင်ထားတာလေရေအပူချိန်ကို38ဒီဂရီလောက်လျှော့ချပြီးရေပန်းစားခွက်လေးတစ်ခွက်နဲ့ခက်လောင်းပေးလိုက်တော့ကလေးကငိုရာကနေချက်ချင်းရက်သွားပြီးရေကစားရင်းတခစ်နဲ့ရေနေတော့တယ်မိသားစုဝင်တွေလည်းအံ့ဩသွားပြီးရွမ်9000စုချလိုက်တယ်နောက်ဆုံးသွားရတာကမိသားစု17လအရွယ်သားလေးကလမ်းဆက်လျှောက်နေပြီဒါပေမဲ့ပြဿနာကတစ်သားချမ်းပြင်ပေါ်မှာပဲလျှောက်တယ်ကော်စောခင်းထားတဲ့နေရာရောက်ရင်လုံးဝရှေ့ဆက်မသွားပဲရက်ငိုနေတာရဲတခင်မကကလေးခြေထောက်များအယိုးပြဿနာရှိနေလားဆိုပြီးဓာတ်မှန်တွေတောင်သွားရိုက်ထားတာတဲ့ရွမ်3000တောင်ပေးပြီးကလေးပြုတ်မှုပြင်ဆင်ရေးအထူးကုဆရာဝန်ကိုခေါ်ပြတော့ဆရာဝန်ကအာယုံခံစားမှုပေါင်းဆက်ခြင်းချို့ယွင်းချက်ဆိုပြီးနာမည်ကြီးယောဂါတစ်ခုတက်ပေးလိုက်တယ်ဒီကော်စောဆုပ်ကြီးကိုငါလုံးဝမနှင်းချင်ဘူးခြေပွားအောက်မှာပိုးကောင်လေး1000လောက်လာရနေတယ်လို့ပဲရားကြီးနဲ့လုံးဝမနေတတ်ဘူးဟိုဘက်ကချောအေးတစ်သားချမ်းပြင်ပေါ်မှာပဲရှောက်ချင်တယ်ဒီကော်စောကြီးဖယ်ပေးကြပါဆိုကလေးတွေရဲ့ခြေပွားကအရန်နုနေပြီးအာယုံခံစားမှုမြန်တဲ့ကော်စောရဲ့အမွေးတွေကကလေးခြေပွားကိုပုတ်တိုက်မိတဲ့အခါရားရံပြီးမတက်မတာဖြစ်စေတာပါသခင်မကလေးကဘာယောဂါမှမရှိဘူးသူကကော်စောရဲ့အမွေးတွေကိုရားလို့မနှင်းချင်တာဒီကော်စောတွေကိုလိတ်သိမ်းလိုက်ပါတဲ့သခင်မကအစေခံတွေကိုခေါ်ပြီးကော်စောကို
ကိုချက်ချင်းလိတ်သိမ်းခိုင်းလိုက်တယ်။ကော်စောလေးဖယ်လိုက်ရောကလေးကအခန်းထဲမှာလွတ်လွတ်လပ်လပ်ပြေးလွှားနေတော့တယ်။ရဲသခင်မှလည်းရွံ3000တောင်ကုန်ထားတာကော်စောလေးဖယ်လိုက်ရုံနဲ့အဆင်ပြေသွားတော့အံ့ဩလုံးလို့ပါဇက်တောင်မစီနိုင်တော့ဘူး။ကျမကိုရွံ3သိန်းတီးတီးစုချလိုက်တယ်။အဲ့ဒီညကအိမ်ပြန်ကားပေါ်မှာကျမဖုန်းထဲကဘဏ်အကောင့်ကိုဖွင့်ကြည့်ပြီးပေါင်းလိုက်တော့စုစုပေါင်းရွံ6သိန်းတောင်ရှိနေပြီ။ရှင်မီသားစုခြံဝင်းထဲပြန်ရောက်တော့ညစ်တော်တော်နဲ့နေပြီ။အိမ်ထဲဝင်ချင်းပဲအိမ်တော်ထိန်ရဲ့မျက်နှာကတင်းမာနေတာကိုသတိထားမိလိုက်တယ်။သခင်လေးအခန်းထဲဝင်သွားတော့အစေခံကောင်မလေးရှောင်ရွဲကထောက်နားလေးမှာကြောက်လန့်တကြားရက်နေတယ်။ကျမ်းမပြဿနာကြီးတက်နေပြီးသခင်ကြီးကစာကြည့်ခန်းထဲမှာဒေါသတွေထွက်ပြီးလက်ဖက်ရည်ပကံလုံးကိုပါရိုက်ခွဲပစ်လိုက်တယ်။အကြောင်းကဒုတိယသခင်မကျိုးရံကြောင့်ပဲဒုတိယသခင်မကဒီနေ့လေကဈေးရုံကနေအပြန်သခင်ကြီးလူတွေနဲ့ပပင်းတိုးတာကနေစတာပဲ။သခင်ကြီးစုံစမ်းကြည့်လိုက်တော့ဒုတိယသခင်မကတအိမ်လုံးကိုဖုံးကွယ်ပြီးဖန်ပြုံတနေသားလုံးနေတာ6လတောင်ရှိနေပြီတဲ့။အခုဒုတိယသခင်မကအခန်းထဲမှာအတန်ကုန်ဟိငိုနေတဲ့ဒုတိယသခင်လေးသွားချော့တာတောင်အခန်းထဲကနေမောင်းထုတ်ခံလိုက်ရတယ်။ကျန်းဝံနေရောက်လာပြီလားနေပြင်မှာငါအကြောင်းတွေကြားပြီးပြီမလား။ဟုတ်တယ်ငါဖန်ပြုံတနေသား3ချိန်လုပ်ခဲ့တယ်3ချိန်လုံးပြတ်ကျခဲ့တယ်။ဆရာဝန်တွေကငါခန္ဓာကိုယ်ကကလေးရဖို့ခက်ခဲတယ်လို့ပြောတယ်။ဒါပေမဲ့ငါကလေးလိုချင်တယ်ဒီအိမ်ကြီးမှာကလေးမရှိရင်ငါနေရာကဘာမှမဟုတ်တော့ဘူး။နင်ကကလေးတွေနဲ့ပတ်သက်ရင်အရန်ကိုအစွမ်းထက်တယ်ဆိုတာငါသိတယ်။ငါလိုချင်တာကနင်သခင်ကြီးရှေ့မှာငါအတွက်စကားတစ်ခွန်းလောက်ပြောပေးဖို့ပဲ။သခင်ကြီးရှေ့မှာငါကြိုးရံဟာမိခင်ကောင်းတစ်ယောက်ဖြစ်ထိုက်တယ်ဆိုတာကိုသက်သေပြပေးပါ။ဒုတိယသခင်မရဲ့စကားကြောင့်ကျမမှင်သက်နေတော့သခင်လေးရဲ့အတန်ကခေါင်းထဲဝင်လာပြန်တယ်။ဟိုချင်းစော်နန်နဲ့အမျိုးသမီးထက်လာပြန်ပြီးဒါပေမဲ့ဒီနေ့သူ့စီကထွက်တဲ့အနံ့ကအရင်လိုချင်းစူးစူးမဟုတ်ဘူး။အရန်ကိုခါတက်တဲ့အနံ့ကြီးတလသားရွယ်ကလေးလေးကတော့ခါတက်တဲ့အရာသာကိုခံစားမိနေပြီ။မျက်နှာပေါ်ကမာနတွေခွာချလိုက်တဲ့ဒုတိယသခင်မရဲ့ရင်ထဲမှာတကယ်ပဲအလွန်အမင်းခါတီးနာကျင်နေရပုံပါပဲ။